င်္ဂလာပါရှင် Xiaomi တဲ့က Power Bank ရောက်ထားတာလေးတွေပြပြပါမယ်ဒီကောင်လေးက 1000 mAh ကို 22.5 watt ထွက်တာလေးဖြစ်ပါတယ် Wi-Fi နဲ့ချိတ်ဆက်ပြီးတော့လည်းအသုံးပြုနိုင်မှာပဲဖြစ်ပါတယ် USB နှစ်ပေါက်ပါတဲ့အတွက်ကြောင့်မလို့ဖုန်းနှလုံးကိုတစ်ပြိုင်နက်တည်းအားသွင်းနိုင်မှာပဲဖြစ်ပါတယ်အားဝင်ထွက်လေးကိုတော့ graphic လေးနဲ့ပြပေးမှာဖြစ်ပါတယ်သူ့ကိုတိုက်စီလေးနဲ့ပြန်ပြီးတော့မှအားသွင်းပေးရမယ်ပေါ့နော်အောက်ဘက်မှာကျတော့ watt ထွက်ဖို့ထွက်လေးတွေပါမယ် body လေးကကျတော့ metal frame လေးနဲ့လုပ်ပေးထားတာဖြစ်ပါတယ်တွင်းထဲက battery လေးကတော့ lithium battery ဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်တန်းတော်တော်ကြာအသုံးပြုလို့ရမှာဖြစ်ပါတယ်ဒါကသူ့ရဲ့အတွင်းထဲမှာပါတဲ့တိုက်စီကြိုးအပြားလေးဖြစ်ပါတယ် quality လေးတော်တော်လေးကောင်းပါတယ်ထည့်ပေးထားတာနောက်တစ်မျိုးကကြတော့80 watt အဝင်ထွက်ရတဲ့ Xiaomi ရဲ့ 1000 mAh လေးဖြစ်ပါတယ်သူကတော့နက်ပြရောင်လေးလာတယ်ပေါ့နော်အတွင်းထဲမှာ micro ကြိုးလေးပါမှာပဲဖြစ်ပါတယ်ဈေးနှုန်းလေးက 98,500 ဖြစ်ပါတယ်သူလည်းခုနကပါတဲ့ပေါက်တွေနဲ့အတူတူပဲ USB က2ပေါက်တိုက်စီရဲ့ micro in တစ်ပေါက်ပါမယ်ပေါ့နော် graphic လေးနဲ့ပြပေးမှာဖြစ်ပါတယ် lithium battery ကို metal body လေးနဲ့လာမှာဖြစ်ပါတယ်ရောင်လေးကတော့နက်ပြရောင်လေးပါ80 watt ထွက်ပါမယ် 98,500 နောက်တစ်မျိုးကကြတော့ Xiaomi ရဲ့ brand ကွက်ဖြစ်တဲ့ Redmi တွေက 1000 mAh ဖြစ်ပါတယ်သူကတော့10 watt အဝင်ထွက်ရမှာဖြစ်ပါတယ်ဈေးနှုန်းလေးက 49,000 ဖြစ်ပါတယ်သူကလည်း USB က2ပေါက်တိုက်စီရဲ့ micro ရဲ့ပါ graphic လေးနဲ့ပြပေးမှာဖြစ်ပါတယ်နောက်တစ်မျိုးကကြတော့ Xiaomi ကို 3000 mAh ဖြစ်ပါတယ်3000 mAh ကတော့ဒုတယ်လေးနည်းနည်းကြီးသွားတယ်ပေါ့နော်အချိန်တော်တော်ကြာလေးအသုံးပြုလို့ရပါတယ်သူ့မှာပါတဲ့ mAh များတဲ့အတွက်ကြောင့်မလို့သူလည်း USB 2ပေါက်တိုက်စီတစ်ပေါက် micro တစ်ပေါက်ပါတဲ့အပေါက်တွေကကြတော့အတူတူပဲပေါ့နော်အသုံးပြုပေးထားတဲ့ mAh ကလေးတွေနဲ့ body လေးတွေနဲ့ကွဲသွားပါမယ်သူလည်း graphic လေးနဲ့ပြပေးပါမယ်ဒီကောင်လေးကဈေးနှုန်း3,400,3,000ဖြစ်ပါတယ်သူလည်းအတွင်းထဲမှာတိုက်စီကြိုးအပြားလေးပါပါမယ် quality လေးတော်တော်လေးကောင်းပါတယ်ဝယ်ယူနေဆိုရင်တော့ Xiaomi ပစ္စည်းတွေတနေရာလေးမှာမျိုးစုံရနိုင်တဲ့မိတ်ဆွေတွေရဲ့ Seek ကွန်နံမှာလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်